အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့လက်ဆောင်ရထားတဲ့ချင်းလေးတစ်ခုကိုမိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်အဲ့ဒါကဘာလဲဆိုတော့ချူလေးရဲ့အိမ်အစ်အတွက်မှုရတဲ့အနံ့လေးမှားလိုက်တဲ့အချိန်မှာဟုတ်ကနေပြီးတော့ချူလေးကိုလက်ဆောင်ပေးလိုက်တာပဲဖြစ်ပါတယ်အများကြီးပဲဒီမှာပါအများကြီးပါပဲ ginger flower ပြီးတော့ဒါကကြတော့ lemongrass ဒီဘူးက၄ဘူးလောက်မှာလိုက်တယ်ပေါ့နော်အိမ်မှာက tropical ရှိရယ်ကွာဆိုတော့က lavender တပူဒါတွေကဘောလိုရမယ်ရပေါ့နော်မှားတာဒီ၄ဘူးက lemongrass ကဂျူလီယာကားထဲမှာထည့်မယ်ပေါ့နော် lemongrass တပူကကားထဲမှာထည့်မယ် lavender ကကြောင့် EV ကားထဲမှာထည့်မယ်အဲတော့နှစ်ပူအိမ်မှာအိမ်ဆောင်ပေါ့နော်အိမ်မှာဆောင်ထားဖို့နှစ်ပူပါဒီဟာကဘာအနံ့လဲဆိုတော့ဒီမှာသူ့ရဲ့အမွေးအတန်လေးပေါ့အဲ့ဒီမှာဒါကသူ့ရဲ့အနံ့လေးကဟဲချိုအီမွေးလေးခဏလေးဗီမဖန်ပောက်ရတဲ့သူက jasmine နဲ့ sandalwood နဲ့ဆိုတော့ဒီမှာထားလိုက်ပါပြီရှင်ကဲအောက်ထပ်ကဘာမှမလုပ်ရသေးဘူးမီးပိုကန်နေအိတ်ခမ်းနေဘာမှမရှိသေးဘူးအဲ့တော့အနံ့တော့အရန်သိချင်နေပြီဆိုတော့ဒါအစ်စ်ထွက်တာလားမသိအဲ့တော့အရင်ဖောက်လိုက်မယ်ကွာဖောက်ပြီးရှူကြည့်လိုက်မယ်ကောင်းလိုက်တာဒီအနံ့လေးကောင်းလိုက်တယ်ကြိုက်လိုက်တာအဲ့တော့လောလောဆယ်သူ့နေရာလေးရသွားပါပြီဖောက်မယ် white orchid ကိုတစ်ချက်ဖောက်လိုက်အောင်နော်သူကကြတော့လေဟိုအနံ့ဆူဆူကြီးထွက်လာတာမဟုတ်ဘူးဒီလားသူကငိမ့်ငိမ့်လေးနဲ့လေဘယ်လိုလေးလဲမသိကောင်းတယ်ဒီအနံ့လေးလည်းကောင်းတယ် Sankis Garden ဒီကောင်းတယ်ပြီးဒီကောင် lemongrass ကတော့ဂျူလီရဲ့ lemongrass အရင်ကြိုက်တယ်ထင်လို့နဲ့တူရဲ့နှစ်ဘူးတောင်ထည့်ပေးလိုက်တယ် lemongrass ကတော့ဗမာထားမှလဲဆိုတော့ကားနှစ်စီးထဲမှာထည့်ဖို့ဖြစ်ပါတယ်ကြိတ်တယ်ဒါလေးကြိတ်တယ်သူ့ကိုလည်းဗမာထားရမလဲဆိုတာသိတယ်မအတန်ပါပဲကဲဒီမှာကရေမွေးတွေရဲ့အပေါ်မှာဟုတ်ကိုထားလိုက်ပါမယ်ရှင်တူကအတန်သူကြောင့်ဒီစီတဲ့ jasmine နဲ့ထင်းရှူးရနံ့နေနဲ့ပေါင်းဆက်ထားတယ်မွေးလိုက်အောင်မနော်ကောင်းလိုက်တာမွေးလိုက်တာဒီစီလေးလည်းမွေးတော့ကဲနောက်တစ်ဘူးကတော့အိတ်ခမ်းထဲကိုနေရာယူသွားပါပြီဒီမှာတော့ tropical တော့များရတယ်ပေါ့နော် spray လေး tropical ပဲဒါလေးက lemongrass လေးအေးရော daisy လေးကတော့အိတ်ခမ်းထဲကိုရောက်သွားပါပြီရှင်